ကြာနေနော်ဟုတ်ကဲ့ဟုတ်ပြီတဲ့အဲ့ဒါသိချင်လို့ပတ်နေလို့ကိုလင်းဟုတ်ကဲ့ပါအကြိုက်တွင်ယူကိုင်မှာအကြိုက်မတွင်ယူပြီးဖြုတ်လို့ရတယ်အကြိုက်မတွင်တော့မဖြုတ်နဲ့နော်အကောင်းဆုံးတော့လုပ်ပေးထားပါတယ်ကဲလက်မလေး1 k လောက်ပြအောင်နှိပ်လိုက်ဗျာစလိုက်မယ်နော်လိုက်ကြိုင်မလွင်ဘူးလိုက်လွင်တာ9မိနစ်ကျော်သွားပြီ6မိနစ်နော်ရှုသူ1500သုံးပတ်ဒီကိုပို့ကြိုက်တဲ့သားကျော်ဒီညနေအောင်ကြိုက်တာသုံးပြန်ကနေထွက်တော့လေကိုလည်းဘာမှမတတ်နိုင်တော့နော်ပြန်ကနေကလှုပ်ရှားမှန်းသိတာပါတယ်ဗျာတောက်လျှောက်ကြီးငိန်လာပြီးတော့မှ80ဆွဲနောက်တာပရိသမားတွေ9ပရိရသေးတယ်ပြီးကနေတော့ကြာမှလာပြီးခွန်တစ်ပြန်လုပ်ပလိုက်တယ်နော်အဲကောင်တွေလည်းနားနီးရိုက်ခွဲပလိုက်ခြင်းနဲ့ကောင်းနေဘူးနော်ဘာကောင်းနေမှအောင်လေရှစ်ပရိတ်4ချိန်ရှိပြီကိုလင်းရဲ့နောက်တစ်ချိန်လာဖို့လဲဝင်မလေးမှမဟုတ်ဘူးလေ5ပရိတ်တောင်5ချိန်လောက်ကြာထားတယ်ဟောရှစ်ပရိတ်4ချိန်လောက်5ချိန်ကြာအောင်လဲကြာမှာပဲကဲအားလုံးပဲစားလိုက်မယ်ဗျာအဖွဲ့ဝင်ကကျွန်တော်တောက်ကြနေလောက်မှခေါ်မယ်ဗျာတောက်ကြနေခင်းလောက်မှစပြီးခေါ်ပေးမယ်နော်ကျွန်တော်ဒီရက်တွေမအားဘူးဗျမအားတာကျွန်တော်မခေါ်သေးဘူးနော်ခေါ်ခြင်းသိလည်းမရှိသေးဘူးဗျနော်ကျွန်တော်ရဲ့ဒါအဖွဲ့ဝင်တွေတော့ဒါတာဝန်ကျေတော့တာဝန်ကျေပါတယ်တိတ်မကျေသလိုခံစားသေးလို့မခေါ်သေးတာနော်ဖောင်းရက်တွေပိတ်ရက်မရှိတာမှကောင်းနေကဒိုင်စားကိုလှုပ်လို့ရအေးပေါ့လှုပ်လို့ရတော့သူတို့လှုပ်လို့ရဆိုကိုယ်ဘာတတ်နိုင်မှာနော်နှစ်ရက်ပိတ်တယ်ဆိုဟုတ်လားပိတ်လည်းမပိတ်ပါဘူးကဲကျွန်တော်စလိုက်တော့မယ်ဗျာနော်ကဲဥစားပထမအနေနဲ့ဒူရီကိုလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုယ်မှအားလုံးပြန်လည်ပြီးတော့နေရတာကြိုးစားပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲကိုလင်းရဲ့ channel ကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးတဲ့သူတွေက channel လေးကို subscribe နှိပ်ပေးထားပါနှိပ်ပြီးသားကိုရီမတွေကလည်းလက်မလေးမနှိပ်ရသေးနှိပ်ပေးထားပါနော် live လွှင့်တာ10မိနစ်ကြည့်ရှုသူ1800နော်ကျေးဇူးပါညမြန်လေးပဲသွားမယ်နော်ကဲကြာတာပင်းနေ့နော်မနက်ဖြန်19ရက်ပေါ့ဗျာ19ရက်2လပိုင်း2026ကြာတာပင်းနေ့12မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့9-3ညဝမ်းချင်းဖြစ်ပါတယ်နော်9-3ညဝမ်းချင်းဖြစ်ပါတယ်ကြာတာပင်းနေ့12မိနစ်ကိုကျွန်တော်ကိုင်းမဲ့ဝမ်းချင်းက9-3ညဝမ်းချင်းဖြစ်ပါတယ်အခွေကနှစ်ခါရနေပြီကိုရေးတဲ့ဟေးအဲ့လိုပြည့်နေနော်9-3ညဝမ်းချင်းဖြစ်ပါတယ်ဝမ်းချင်းလေးကတော့9-3ညဝမ်းချင်းပါကဲ9နဲ့ပတ်သက်လာကိုလင်းကဘာလေးကြိုက်လဲဆိုရင်9နဲ့9 4 5 6 5 9ဝမ်းချင်းက9-3ည9နဲ့ပတ်သက်လာကိုလင်းဘာလေးကြိုက်လဲဆိုရင်9နှစ်ကဲ9 4ရယ်9-6ကဲ9-9ရယ်ရှစ်ပရိတ်ထက်ဆင်းမဲ့ဆိုကျွန်တော်ပြောထားပြီးသားနော်3-5တို့80တို့တတိထားနော်ရှစ်ပရိတ်ထက်ဆင်း3-5နဲ့80အဲ့နှစ်ကွက်ပဲရှိတယ်နော်ဝမ်းချင်းလေးကတော့9-3ညဝမ်းချင်းနော်ကဲ9နဲ့ပတ်သက်လာရင်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်9နှစ်9 4 5 6 5 9ဟုတ်ပါတယ်ချစ်ရေးကျေးဇူးပါ9နှစ်9 4 5 6 5 9 3ညနဲ့ပတ်သက်တာက3ညနှစ်3ည4 3ည6 3ည9 9-3ညဝမ်းချင်းကိုကျွန်တော်က2459နဲ့ကပ်ပေး2469နဲ့ကပ်ပေးထားတာပါနော်ဝမ်းချင်းကို9-3ညကိုကျွန်တော်က2469နဲ့ကပ်ပေးထားတာပါ
နော်2469နဲ့ကပ်ပေးထားတာပါနော်2469နဲ့ကပ်ပေးထားတာပါ900ညဝမ်းချင်းဟုတ်ပြီလားโอเคအဲ့ပြင်ကျွန်တော်ရဲ့စိတ်မာစတာကီးက69နှစ်ကီးပါကျွန်တော်ရဲ့စိတ်မာစတာကီးကိုလင်းဝမ်းချင်းကိုမကြိုက်ဘူးဆို69နှစ်နဲ့ကတ်ထိုးနော်ကို့မှာဝမ်းချင်းရှိတယ်ပတ်တိရှိ69နှစ်ကလေးကိုတော့မမေးနဲ့နော်ကျွန်တော်ရဲ့စိတ်မာစတာကီးကတော့69နှစ်ကီးဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်မာစတာကီးကတော့69နှစ်ကီးဖြစ်ပါတယ်နော်စိတ်မာစတာကီးက69နှစ်ကီးပါခဲဒါပြီကျွန်တော်ကျ main တင်ခွက်ပြောမယ်ဗျာ main တင်ခွက်ကတော့9တစ်ကဲ10 58ကဲဖြစ်ပါတယ် main တင်ခွက်9တစ်10 58 main တင်ခွက်9တစ်ကဲ10ရဲ့58ကဲ main တင်ခွက်နော်9တစ်10 58 main တင်ခွက်ဖြစ်ပါတယ်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ကြာတာပရင်းနဲ့7 မိနစ်ကိုဒီဗီဒီယိုမြင်လိုက်တဲ့9ရက်သားမိလူပုဂ္ဂိုလ်များအားလုံးပဲပိုင်ဆိုင်ကြပါစေထိုးတဲ့ကဏ္ဍနဲ့ထွက်တဲ့ကဏ္ဍဖြစ်ပြီးတော့ထိမိမိနဲ့တင်ခွက်ဆိုတဲ့အရာကိုမိပြီးတော့အားလုံးပဲ share ပေါက်ကြပါသေးလို့ကိုလင်းကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ကြာတာပရင်းတွေကိုနေကုန်ပိုင်ဆိုင်ပြီးအားလုံးပဲ share ပေါက်ကြပါသေးညောင်းမနက်ကိုနော်အကောင်းဆုံးကြိုးစားပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ good night ပါ